တကယ်ချင်းမဲဆောက်ကတော်တော်အေးလာပြီနော်စောက်ရန်အေးတာစောက်ရန် တကယ်ချင်း6ရက်နေ့နဲ့9ရက်နေ့မှာမြန်မာဆိုတော်ရီလာမှာတဲ့ သူလားဝေလာ ကြည့်မလားဝေလာရဲ့အိတ်ချစ်ရဲ့နော်ရဲ့မေလာတန်စီရဲ့ သွားနဲ့ ကြည့်မလား သွားနဲ့ဆန့်ကုန်းနဲ့ငါဆိုပြမယ်နော်စောင့်ကြည့်နေနော်6ရက်နေ့မှာဝေလာနဲ့အိတ်ချစ်ဝေလာလာမယ်ဝတ်စုပ်တစ်ခုလုံးတုံးသွားလိုက်ပုံမမွားတန်းပြန်သွားအောင်လုပ်ဖို့ဆိုငါဘယ်မှမကြည့်ခဲ့ပဲနင်တောက်ပါပြီးဟိုဝေးဆုံးထွက်သွားဝေလာအင်ချစ်တော့ဒီနေ့မဲဆောက်ကပြိတ္တတွေနဲ့အင်ချစ်တွေ့ရတာရန်ဝမ်းသာပါတယ်အင်ချစ်ကြားလုံးလေးလုံးစားဖို့လေလို့ချစ်ပါတော့အတုံးညပူတဲ့ three steps ပြန်လို့လာတယ်ဒီလားအသေးတဲ့ရှိတဲ့ချစ်ကိုပုံစံမြင်မှုလေးယူမှုဆွဲလာနေပြီချစ်ပါတော့โอเคနောက်တက်သွားကြနေလား9ရက်နေ့နော်ကြားလုံးငုံထားမိလို့ပြရတယ်ကောင်းလို့မာတဲ့တွေ့ကြုံပြရလိုက်လို့ပဲကွယ်ငါမျိုးချလိုက်တယ်မေလာတန်စီပြောခင်လေပတ်တဲ့မတကားနဲ့ရဲ့Oh yeah ခင်ချမ်းမိတဲ့ရကပဲရှမ်းပြေကိုတောင်မှမြောက်ပိုင်းရောက်ွယ်နိုင်ရဲ့ရပြီလားစံကမခံနဲ့တော့မသွားနဲ့တော့ဒါဆိုပြရပဲကြည့်လိုက်တော့